မနောကန်တရားသဘောဟောပြန်လောကရန်အဝိဇ္ဇာတနာပဲရောပြန်ပြေဆုံးချမ်းသာတာတော့ကအိမ်မပြောဘူးမောဟကံကိုယုံပြီးတော့ရောချက်ဝိလက်ချင်းတွေပဲမျောလာကံလူကူးလို့ရတယ်ဝိုးရတာမင်းမဟုတ်ဘူးဝါကြီးကိုစိတ်ကုန်လာတယ်သူစားပြီးရင်မထုတ်ဘူးဝိလက်ထွန်းလည်းမပြီးစရွေးမျိုးချဗုဒ္ဓကြီးကဒုက္ခရစီရဒုရှင်မလမ်းမြောက်ချက်သားဘဝရဲ့ချမ်းတော်နေပါလေကိုရောက်တော့တိတ်ကိုမေးသွားတယ်ပြုတ်ကြတော့ပြစ်ဝိတန်ဒီရောတာတနာလျောတာဒီပဲပြစ်ပြောတဲ့ပြန်ရင်အေးတယ်ဒီသားသူတွေ့ချက်တပေးဟဲ့ဝိကျသူမချေသေးဟဲ့လောက်တဲ့နဲ့ကျွေးပဲဘုံကြောင့်ငါတွေ့တော့တတရားကိုပတ်ပြေတော့ဒီနောက်ကစက်ကြိုက်လဲလာတယ်ဝါရီပြန်ပြီးအမရအပြောလဲစောက်ယူပဲအတိတ်ကမဆုချင်းငါမြင်ချင်းတဲ့ဒိဗ္ဗစကုလင်းဘူကဆူတောင်းတယ်ဘာမှမျက်စောပြတဲ့အစီကြမင်းသားသူ့အကြောင်းပဲအစီကြမင်းသားရေမီဒီယာမျက်စောပြလို့စတာရတာစေဘူးတော့မျက်နှာစိတ်ဝင်လေထွက်လေနဲ့မိတ်ခန္ဓာညံရောက်သွားတဲ့ချင်းတရားကိုမြင်လာမယ်ရွေးတဲ့ဝန်တာနဲ့အိဋ္ဌတရားတွေပြင်လာတယ်ဘသူတင်မှန်းသူနာသူသိဟန်ပြည့်စုံတဲ့လောကကြီးကိုစိတ်ကုန်ပြီးပြောပြမယ်မင်းတနာကင်းပဏိစ္စသမုပ္ပါထွာလန်းပဲနာတိုင်းမှာတစ်ခုပါလေသူတိုင်းတစ်ခုနဲ့နေတာပြတာတက်နဲ့ဗုဒ္ဓတရားအင်းမြပြီးဝေးနေတာရင်းကြီးတယ်မပြည့်စည်ဝါတွေကိုမေးပြီးမရှိရင်မမွေးနဲ့တော့လောကကြီးတန်သွားမယ်ဒီပါဝေးရင်ဖက်အသမီးကိုစင်ဆက်ဒီနေ့မှပေးလေဘီမီသားကထွက်သွားတယ်သာသက်ဘွားကမချိုင်လို့ရုပ်ပြထားခဲ့ဖို့ကျင့်ပြီးအခမ်းအနားတဲ့လောကကြီးမှာရှင်ပတ်တဲ့လောကမီးပါငါကဘာမတော်ဘူးခန္ဓာချုပ်ငင်းဖို့ထိုးလမ်းမြော့မိုးလမ်းအောင်လို့သူတောင်းတယ်ဟဲ့